ပါဒီဗီဒီယိုကိုကြည့်နေတဲ့သူလေးတွေကအခုဒီရက်ပိုင်းထဲမှာလေနည်းနည်းလေးဘာပဲလှုပ်လှုပ်ပေါ့နော်အာယုံဆိုင်ရခက်ခဲနေတာမျိုးလေးကိုတွေ့ရတယ်ပြီးတော့လေတစ်ခါတည်းမှာဆိုရင်အဲ့လိုမျိုးစိတ်ကလေလေးလံနေတာလိုမျိုးဒါမှမဟုတ်လူကလေးလံတာမျိုးအဲ့လိုပုံစံမျိုးလေးဖြစ်နေတာမျိုးလည်းတွေ့ရတယ်ဒီရက်ပိုင်းထဲမှာပေါ့နော်နည်းနည်းလေးလူကစိတ်နဲ့လူနဲ့မကတ်ချင်သလိုပုံစံမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်နေတာကိုတွေ့ရတယ်ကို့မှာအခွင့်အလမ်းသစ်တွေရှိနေပေမဲ့လည်းအဲ့ဟာတွေကိုဘယ်ကနေစပြီးစုပ်ကင်လိုက်ရမှန်းမသိဘူးဆိုတော့ခံစားချက်မျိုးလေးလည်းရှိနေတာတွေ့ရတယ်ပြီးတော့ follower လေးတွေကလေဒီရက်ပိုင်းထဲမှာပေါ့နော်ဒီရက်ပိုင်းထဲမှာဆိုရင် follower လေးတွေရဲ့စိတ်ကဘယ်လိုဖြစ်နေလဲဆိုတော့လေအလုံးလုံးတယ်ဆိုရင်လေကိုကအတက်နိုင်ဆုံးတော့ကိုလှုပ်ထားတာတွေတော့အများကြီးရှိနေတာပဲဒါပေမဲ့အဲ့လိုမျိုးလှုပ်ထားပေမဲ့လည်းကိုကလည်းကိုလုံလောက်တယ်လို့မခံစားရတာမျိုးငါဒီလောက်လှုပ်ထားတာအဆင်ပြေပါမလားအဲ့လိုမျိုးပေါ့စိတ်မလုံခြုံတာလို့အဲ့လိုမျိုးမလုံလောက်ဘူးဆိုတဲ့ခံစားချက်ပေါ့နော်မလုံလောက်ဘူးဆိုတဲ့ခံစားချက်မျိုးဖြစ်နေတာမျိုးတွေ့ရတယ်ပြီးတော့လေဒီမှာလေအဲ့ဘယ်ကိစ္စမှမဆိုအဲ့လိုမလုံလောက်ဘူးဆိုတဲ့စိတ်မျိုးဖြစ်နေတာငွေကြေးမှလည်းအဲ့လိုပဲကို့မှာငွေကြေးကရှိတော့ရှိနေတယ်ဒါပေမဲ့လည်းအဲ့ဒီငွေကြေးနဲ့ဆိုရင်စိတ်ချရပါမလားငါရဲ့ဒီရှေ့ဆက်ရမယ့်အနေအထားအတွက်အဆင်ပြေပါမလားဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ဆိုလည်းအဲ့လိုပုံစံမျိုးတွေးတယ်ပေါ့နော်ရှိတဲ့တော့တော့ရှိထားတယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာစိတ်မလုံခြုံနေတာမျိုးဒီဟာကနည်းနည်းစိုးရိမ်စိတ်ကလေးတွေဝင်နေတာမျိုးပေါ့နော်စိတ်ကအဲ့လိုမျိုးနည်းနည်းလေးတော့စိတ်ပင်ပန်းနေတယ်ဆိုတဲ့ပုံစံလေးတော့တွေ့ရတယ်ပြီးတော့နောက်ဒါကိုလေ relationship နဲ့ပတ်သက်တယ်ဆိုရင်ပေါ့နော် relationship နဲ့ပတ်သက်တယ်ဆိုရင်လည်းဘယ်လိုမျိုးတွေးလဲဆိုတော့လက်ရှိမှာကိုက relationship ရှိတယ်ဆိုရင်တောင်မှပဲလေငါကဒီ relationship ကငါအတွက်ယုံကြည်စိတ်ချရရဲ့လားသူ့ရဲ့စိတ်ကအမှန်ပါလဲငါအတွက်ကောင်းတာရောဟုတ်ရဲ့လားငါကဒီ relationship ကိုရွေးချယ်တင်တာဟုတ်ရဲ့လားသူကရောငါ့ပုံမှာဘယ်လိုဖြစ်နေလဲဒီလိုပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတွေးနေတာမျိုးတွေ့ရတယ်ပြီးတော့သူကကိုယ့်ပုံမှာစိတ်သဘောထားမှန်ကန်ရဲ့လားဒီလိုမျိုးတွေးနေတာမျိုးလည်းရှိတယ်တချို့လေးတွေဆိုရင်ပေါ့နော်relationship တန်ကြာနေတဲ့သူလေးတွေဆိုရင်လည်းလေဘယ်လိုမျိုးဖြစ်လာလဲဆိုတော့လေဘဝမှာတယောက်တည်းနေရမလားဒါမှမဟုတ်ဘူးဆိုရင် relationship လက်ရှိ relationship ကိုပဲရွေးချယ်ပြီးတော့အိမ်အောင်ပြုရမလားအဲ့လိုမျိုးပေါ့နော်ကိုကဒီ single ဘဝနဲ့သွားရမလား marriage ဘဝနဲ့သွားရမလားဒါအနာဂတ်ကိုအဲ့လိုပုံစံမျိုးကိုကအဲ့လိုမျိုး marriage လုပ်လိုက်မယ်ဆိုရင်လည်းနောက်ပိုင်းမှာအဆင်ပြေပါမလားအဲ့လိုအတွေးမျိုးတွေအရင်ဖြစ်တယ်ပြီးတော့နောက်ကိုကတခုခု single နဲ့သွား single ပုံစံမျိုးနဲ့သွားမယ်လို့စိတ်ကူးရင်ကြည့်ပြန်တော့လဲအဲ့မှာတယောက်တည်းဆိုအဆင်ပြေပါမလားအဲ့လိုပုံစံမျိုးပေါ့နော်ပြောရရင်တော့ကိုကဘယ်ရာကိုပဲလုပ်နေနေစိတ်ထဲမှာစိတ်မချနိုင်ဘူးเนาะစိတ်မချနိုင်ဘူးဆိုတဲ့စိတ်မျိုးပေါ့နော်စိတ်မချနိုင်ဘူးလုံလောက်မှုမရှိနေဘူးဆိုတဲ့ခံစားချက်မျိုးတောက်လျှောက်ဖြစ်နေတဲ့အတွက်စိတ်ပင်ပန်းနေတာကိုတွေ့ရတယ်အဲ့တော့ကျတော့လေစိတ်ဒီခန္ဓာကိုယ်မှာနည်းနည်းလေးလံမှုလေးတွေဖြစ်နေတာမျိုးလေးတွေလည်းရှိတယ်တခါတရံမှာစိတ်အဲ့လိုမျိုးအာယုံမဆိုင်နိုင်တာတော့စိတ်နဲ့လူနဲ့မကတ်တာတော့အဲ့လိုပုံစံမျိုးလေးတွေတွေ့တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ follower လေးတွေကအခုရက်ပိုင်းထဲမှာဆိုရင်တော့လေကိုကအခုမှအဲ့လိုမျိုးတကယ်ကိုပုံစံအဟောင်းနဲ့ရုံထွက်လာကစားပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဟိုပုံစံအဟောင်းနဲ့ဒီလက်ရှိပုံစံတွေကိုပြန်ပြီးတော့နှိုင်းယှဉ်မှုတွေလုပ်နေတာမျိုးပေါ့နော်အရင်တော့ပုံစံကဘလို့အခုပုံစံကဘလို့အခုကိုကလည်းကိုပြောင်းလဲသွားတဲ့အတွေးမြင်တွေကလည်းပြောင်းလဲသွားတယ်ကိုကလည်းကိုလူအသစ်တယောက်လိုအဲ့လိုပုံစံမျိုးခံစားနေရတာမျိုးလည်းတွေ့ရတယ်အဲ့တော့ follower လေးတွေကအခုလက်ရှိအခြေအနေမှာဆိုရင်တော့ပေါ့နော်ကိုလက်ရှိစူးစမ်းနေတဲ့အလုပ်အကိုင်ပဲဖြစ်ဖြစ်ဒီ relationship မှာပဲဖြစ်ဖြစ်ငွေကြေးမှာပဲဖြစ်ဖြစ်ဘယ်အရာမှာပဲဖြစ်ဖြစ်ပေါ့နော်ကိုကလည်းပင်တော့ပင်ပန်းတယ်ဒါပေမဲ့အဲ့လိုမျိုးလက်လျှော့မယ်ဆိုတဲ့ဟာမျိုးတော့မဟုတ်ပင်ပန်းတော့ပင်ပန်းနေတယ်ဒါပေမဲ့လက်လျှော့မယ်ဆိုတဲ့ energy မျိုးမဟုတ်ဘူးရှေ့တော့ရှေ့ဆက်သွားခြင်းတယ်အဲ့လိုပုံစံမျိုးတွေ့ရတယ်ဒါပေမဲ့စိတ်မှာတော့ပင်ပန်းနေရပေါ့နော်အဲ့ဒါကြောင့်မလို့ follower လေးတွေကလေဘာလို့အဓိကစိတ်ထဲမှာဖြစ်နေတာလဲဆိုတော့လေဘဝမှာနောက်ထပ်ပင်ပန်းမှုတွေထပ်မလို့ခြင်းတော့ဘူးဆိုတော့ခံစားချက်ပေါ့နော်နောက်ထပ်ပင်ပန်းမှုထပ်မလို့ခြင်းတော့ဆိုတော့ပင်ပန်းမှုတွေလုံလောက်ခဲ့ပြီးနာကျင်မှုတွေလုံလောက်ခဲ့ပြီးဝင်တော့ဝင်ပိုးတွေလည်းအချိန်ကြာကြီးထမ်းရွက်ခဲ့ပြီးသွားပြီအဲ့ဒီလိုမျိုးအတိတ်ပဲမျိုးတက်ရောက်တယ်ပေါ့နော်အဲ့ဒီအတွက် follower လေးတွေရဲ့ဘဝမှာတော်တော်လေးကိုပင်ပန်းခဲ့တယ်အဲ့ဒါကြောင့်မလို့ဒီမှာဒီကိုကဒီအချိန်မှာပေါ့နော်အသိတရားတစ်ခုရလာပြီ spiritual awakening ဖြစ်လာပြီအရင်တော့ကိုဘာကြောင့်ဒီလောက်ထိပင်ပန်းခဲ့တာလဲအရင်တော့ကိုကဘာကြောင့်မလို့ဒီလောက်ထိနာကျင်မှုတွေများခဲ့တာလဲအဲ့လိုမျိုးအရာတွေကိုအခုချိန်မှာအသိတရားတွေဝင်လာပြီကိုပြန်မြင်လာနေပြီဘလို့အကြောင်းချက်တွေကြောင့်ကိုကဘဝမှာခက်ခဲခဲ့တယ်ပင်ပန်းခဲ့တယ်ပေါ့relationship မှာအဆင်မပြေခဲ့တာမျိုးတွေရှိခဲ့တယ်ဆိုရင်လည်းဘလို့အချက်တွေကြောင့်ကိုက relationship မှာအဆင်မပြေခဲ့တာဒါမျိုးပေါ့နော်အဲ့လို
ပုံစံမျိုးကိုယ်မှလေအတိလေးတွေတိုးလာနေတယ် clarity ရလာနေတာမျိုးတော့တွေ့ရတယ်အဲ့ဒီခါကျတော့ follower လေးတွေကအခုချိန်မှာမှအဲ့လိုမျိုးကိုယ့်ရဲ့ပုံစံအဟောင်းတွေကနေပြီးထွက်လာတာစားဖြစ်တဲ့အတွက်ဒီအခုအချိန်မှာပေါ့နော်အခုချိန်မှာရောနောက်အနာဂတ်မှာရောဘာမှပင်ပန်းတာတွေမခံစားချင်တော့ဘူးဘဝအယူပေါ့ပပလေးပဲကြော်ဖြတ်ချင်တော့တယ်ဘာဆိုဘာမှအပူပင်တော့ကားတွေလည်းမဖြစ်ချင်တော့အဲ့ဒါကြောင့်မလို့ဒီထဲမှာဆိုလေတချို့ relationship တက်တန်း relationship ရှိနေတယ်ပြီးတော့ relationship တက်တန်းကြာနေတဲ့သူတွေဆိုရင်လေအဲ့လိုမျိုးဒီ relationship ကိုရှေ့ဆက်ပြီးတော့ဒီ marriage life ထိသွားရမလားဒါမှမဟုတ်ဘူးဆိုရင်ကိုယ့်အကိုတယောက်တည်းပဲနေသွားရမလားအဲ့လိုမျိုးတွေတောင်စဉ်းစားတာမျိုးတွေတွေ့တယ်နော်ပြီးတော့တချို့ relationship တွေဆိုလည်းလေအရင်ကြီးဘယ်လိုပြောမလဲဆိုတော့ပျော်လင့်ချက်တွေလည်းဘာမှမထားတော့ဘူးမျောလင့်ချက်မထားတော့ဆိုတာလေသူ့ရှိရဘာတွေဘယ်လိုမျိုးဂရုစိုက်မှုလိုချင်တယ်ဒါမျိုးတွေအဲ့လိုမျိုးတွေလည်းအရင်ကြီးမရှိတော့ဘူးပြောရရင်တော့အဲ့လိုမျိုးတွေဆိုတာထက်ကိုသူ့ရဲ့ဘက်ကနေပြီးတော့ကိုယ့်ပေါ်မှာရောတကယ်စိတ်အမှန်ရှိရလားပေါ့နော်စိတ်ရင်းအမှန်ထားရလားဒါမျိုးလေးတွေကိုပဲ follower လေးတွေကသိချင်နေတဲ့အနေအထားမျိုးတွေကိုလည်းတွေ့ရတယ်ပြီးတော့အခုချိန်မှာဆိုရင်ပေါ့နော် follower လေးတွေစိတ်ထဲမှာဘယ်ရောင်မှစိတ်မချနိုင်ဘူးဆိုတဲ့စိတ်မျိုးလေးဖြစ်နေပေါ့ energy ကျလာဆိုတော့ energy အရင်ကြီးကျလာတော့မဟုတ်ဘူးဒါပေမဲ့စိုးရိမ်ပူပန်မှုလေးတွေဖြစ်နေတယ်အခုချိန်မှာမှ transition ကာလကိုစပြီးကြော်ဖြတ်လာနေတဲ့အနေအထားဖြစ်တဲ့အတွက်လူကတော့နည်းနည်းလေးပင်ပန်းနေသလိုမျိုးလေးတော့ဖြစ်နေလိမ့်မယ်ဒါပေမဲ့အသိတရားလေးတွေကလည်းရလာနေပြီပြီးလို့ရှိရင်ကိုယ့်ရဲ့လက်ရှိမှာလည်းကိုဘာလုပ်ချင်လဲဆိုတာကိုလုံးဝနော်ကိုလုပ်ချင်တဲ့ကိုယ့်ရဲ့ဘဝနဲ့ပတ်သက်တာတွေငွေကြေးနဲ့ပတ်သက်တာတွေ relationship နဲ့ပတ်သက်တာတွေတော်တော်များများဒီဘဝရဲ့အရေးအရာတော်တော်များများမှာဘာမှလက်မလျှော့ချင်ဘူးဆိုတဲ့အနေအထားမှာတော့ရှိနေတယ်နော်လက်လျှော့ချင်နေတာတော့မဟုတ်ဘူးပင်ပန်းနေတာဒါပေမဲ့အဲ့ဟာတွေကိုလက်လျှော့ပင်ပန်းနေပေမဲ့လည်းလက်လျှော့ချင်တာလားဆိုတော့မဟုတ်ဘူးရှိတော့ရှိဆက်သွားမယ်ဒါပေမဲ့ဘဝမှာနာကျင်မှုအနည်းဆုံးပင်ပန်းမှုအနည်းဆုံးပြောရရင်တော့ဘဝကိုပေါ့ပါလေးနဲ့ရှေ့ဆက်ပြီးသွားခြင်းနဲ့ဆိုတဲ့အနေအထားမျိုးပေါ့နော်အဲ့ဒီအတွက်ဒီရဲ့ဘိုင်းထဲမှာဒီ relationship နဲ့ပတ်သက်ပြီးတော့ဒီတစ်ဖက်သူရဲ့ follower လေးတွေပေါ်မှာထားတဲ့စိတ်ကသဘောထားအမှန်လားသူတို့ရဲ့စိတ်ထဲမှာဘယ်လိုပုံစံမျိုးထားနေလဲဆိုတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီ reading လေးမှာကြည့်ပေးသွားမှာဖြစ်ပါတယ် follower လေးတွေလည်းအခုဒီရဲ့ဘိုင်းမှာတော်တော်လေးသိကျင်နေရလို့ခံစားမိတယ်ပေါ့နော်အဲ့လို energy လေးရတယ်အဲ့တော့ကျတော့အခုလက်ရှိမှာပေါ့နော်ဒီထိ energy guide တယ်ဆိုရင်တော့ဒီ reading ကိုဆက်ကြည့်လို့ရပါပြီအခုလက်ရှိအခြေအနေမှာ follower လေးတွေကလက်ရှိမှာ relationship ရှိနေတဲ့သူပေါ့နော် relationship ရှိနေတဲ့သူတချို့လေးတွေကျတော့ relationship ကခဏတစ်ဖြုတ်ရက်တန့်နေတဲ့သူเนาะပြီးလို့ရှိရင် relationship သက်တမ်းအရန်ကြာလွန်ပြီးတော့ဘယ်လိုပြောမလဲလေးလံနေတဲ့ relationship ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေမှာရှိနေတဲ့သူတွေအတွက်ဒီတစ်ဖက်သူရဲ့သဘောထားအမှန်ပေါ့နော်အဲ့တော့တစ်ဖက်သူရဲ့သဘောထားအမှန်ဆိုတော့သူရဲ့စိတ်ကပါလဲဆိုတော့ follower လေးတွေပုံမှာစိတ်ခံစားချက်ရှိနေသေးတယ်ပြီးတော့သူကလေဘယ်လိုပုံစံမျိုးဖြစ်လဲဆိုတော့သူ့ရဲ့ခံစားချက်ကလေသူကအရင်တော့အဲ့လိုပျော်စရာကောင်းတဲ့အချိန်တွေရှိခဲ့တယ်မလားအဲ့လိုမျိုးရှိခဲ့တဲ့အချိန်မျိုးလေးတွေကိုသူပြန်ပြီးလွမ်းနေတယ်အဲ့လိုပုံစံမျိုးလေးတွေကိုပြန်ပြီးရကျင်တယ်နော်အဲ့လိုမျိုးစိတ်ခံစားချက်ကောင်းခဲ့တဲ့အချိန်တွေပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေကိုသူကပြန်ပြီးတော့ရကျင်တယ်ပြန်ပြီးစတင်ကျင်တယ်ဆိုတဲ့စိတ်တော့ရှိတယ်ဒါပေမဲ့တစ်ဖက်မှာလည်းလေသူကလေဘယ်လိုလဲဆိုတခုခုဆိုမတောင်းဆိုတတ်တာတော့တခုခုဆိုရင်စကားသိမပြောတတ်တာတော့ဒါမှမဟုတ်ဘူးဆိုရင်လည်းသူ့ရဲ့စိတ်ကလေတခါလေမှအဲ့လိုမျိုးတောင်းဆိုရတာကသူ့အတွက်ဘယ်လိုပြောမလဲဆိုတော့အဲ့လိုမျိုးသူထုတ်မပြောချင်တာပေါ့နော်အဲ့လိုပုံစံမျိုးနည်းနည်းလေးမာနပေါ့မာနတို့အတ္တတို့အဲ့လိုလေးနည်းနည်းလေးရှိနေတာမျိုးလည်းတွေ့ရတယ်နော်သူကပြန်စခြင်းနဲ့ပြန်စတင်ခြင်းနဲ့ဆိုတာဒါဟာပြတ်နေလို့မှမဟုတ်ဘူးတချို့ relationship တွေဆိုတချို့အရန်တက်တန်းကြတဲ့ relationship တွေမှာရှိတတ်တယ်ဒီတိုင်းလေးလန်ကြီးဖြစ်နေတာလေနော်ဘာမှလည်းရှေ့ဆက်ပြီးတော့အဲ့လိုမျိုးတိုးတက်မှုလည်းမရှိဒီတိုင်းပုံမှန်ပဲအဲ့လိုဖြစ်နေတဲ့အနေအထားဆိုသူကလေပြန်ပြီးတော့ပျော်ပျော်ရွှင်ရွှင်အနေအထားမျိုးလေးကိုပြန်ရကျင်နေတာနော်ပြန်ရကျင်တာပြီးလို့ရှိရင်ပိုကောင်းတဲ့ relationship အရင်တော့လိုပုံစံမျိုးလေးသူပြန်ရကျင်တယ်ဒါပေမဲ့အဲ့လိုပုံစံမျိုးရကျင်တယ်လို့လည်းသူကမပြောနော်မပြောသူမာနလေးရှိသေးတယ်သူမှလည်းလေနော်မာနရှိတယ်သူကတော့ထောက်မပြောအဲ့လိုပုံစံမျိုးလေးတခုခုဆိုလည်းလေဘာဖြစ်နေလဲဟင်းငါမပြောတော့ပါဘူးအဲ့လိုပုံစံမျိုးဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့အဲ့လိုခံစားချက်မျိုးလေးပြန်ဖြစ်နေတယ်နော်အရင်တော့လိုမျိုးပျော်ရွှင်တဲ့အချိန်လေးတွေပြန်ရကျင်တယ်အရင်တော့လိုပျော်ရွှင်တဲ့အနေအထားလေးတွေပြန်ပြီးဖန်တီးကျင်တယ်ဆိုတော့စိတ်ခံစားချက်ကတော့ရှိနေသေးတယ်ဒါပေမဲ့တခုကဘာလဲဆိုတော့သူ့ရဲ့စိတ်ထဲမှာကလေသူကdream ဖြစ်နေတာဘာလဲဆိုတော့
ဒီ relationship ကိုအဲ့လိုမျိုးလေးပြန်စခြင်းနဲ့ပြန်စခြင်းမှာ relationship တစ်ခုကိုပြန်ပြီးတော့နွေးနွေးထွေးထွေးပြန်ပြီးတော့ပြန်လဲစတင်တော့မယ်ဆိုရင်ဘာဖြစ်တတ်လဲဆိုတော့သူ့ရဲ့စိတ်ကလေသူ့ရဲ့ကြောက်စိတ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့သူ့ကိုခြေချုံးမိမှကြောက်တာခြေချုံးမိမှကြောက်တာဆိုတာဥပမာဒီ follower လေးတွေဘက်ကသူ့ကိုတွားပြီးတော့အဲ့လိုမျိုးcontrol လုပ်မိတာမျိုးပဲဖြစ်ပေါ့control လုပ်တာမျိုးအဲ့လိုပုံစံမျိုး तू ကအဲ့လိုလည်းအဖြစ်မခံချင်ဘူးပြောရင်တော့တကယ်ကို commitment ပေါ့permanent commitment လိုမျိုးမပေးနိုင်သေးဘူးခိုင်မာတဲ့ commitment ပုံစံမျိုး तू မပေးနိုင်သေးဘူးမပေးချင်သေးဘူးသူ့ရဲ့ဘဝကိုနည်းနည်းလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါလေးဖြတ်သန်းချင်သေးတယ်ဆိုတော့စိတ်ခံစားချက်ကို သူ့မှာရှိနေတယ်ပေါ့နော်သူကအရင်တော့ကတော့ပြန်စခြင်းနဲ့အဲ့လိုအခြေအနေလေးတွေပြန်လိုခြင်းနဲ့ဒါပေမဲ့လည်းတစ်ဖက်ကကြာတယ်သူကသူ့ဟာသူလွတ်လွတ်လပ်လပ်နေခြင်းသေးတယ်ဆိုတော့လွတ်လွတ်လပ်လပ်နေခြင်းနဲ့စိတ်ကပိုများနေတာသူ့ကိုလာပြီးထိန်းချုပ်တာတွေသူမခံနိုင်သေးဘူးအခုချိန်မှာအဲ့လိုပုံစံမျိုးတွေဖြစ်နေတာကိုတွေ့ရတယ်အဲ့ဒါကြောင့်မလို့သူကလေပြောတဲ့စကားမပြောနိုင်သေးတာပေါ့နော်ပြောတဲ့စကားမပြောနိုင်သေးဘူးသူဒီလိုမျိုးလေးပြန်ပြီးတော့ relationship လေးကိုပြန်ပြီးတော့ပျော်ပျော်ရွှင်ရွှင်လေးပြန်လုပ်ချင်တယ်ပြန်စချင်တယ်အဲ့လိုပုံစံမျိုးပြောဖို့ဆိုတာကအစားသူ့ရဲ့စိတ်ထဲမှာမတင်မကြားဖြစ်နေတာပေါ့နော်ဒရီဟာဖြစ်နေတယ်စိတ်ကဝေခွဲမရဖြစ်နေတယ်ဆိုတော့စိတ်ခံစားချက်မျိုးလေးဖြစ်နေတာပေါ့သူကပြောရင်တော့သူ့ရဲ့လွတ်လပ်ခွင့်တွေကိုမပြောင်းဆုံးချင်ဘူးပြန်ပြီးတော့ဒီ relationship ကိုအရင်တော့ကတော့ပုံစံပြန်လုပ်လိုက်ပြီဆိုရင်သူ့ကိုအဲ့လိုမျိုးထိန်းချုပ်လာမှကြောက်တာတို့အဲ့လိုမျိုးချုပ်ချယ်လာမှကြောက်တာတို့အဲ့လိုပုံစံမျိုးကိုလည်းသူတွေ့ရတယ်နော်ပြီးတော့သူ့ရဲ့စိတ်ထဲမှာတော့သူပြောချင်တဲ့စကားတွေအများကြီးပဲဒါပေမဲ့အဲ့ဒါကိုလေသူကလုံးဝထုတ်မပြောဘူးသူကလေသူ့ရဲ့ခံစားချက်အမှန်ကိုဘယ်တော့မှထုတ်မပြအောင်နော်ဘယ်တော့မှထုတ်မပြမယ်နဲ့သူကအဲ့လိုပဲမျက်နှာဖုံးတတ်ထားတယ်လို့ပဲသူဖြစ်ချင်တဲ့အရာသူလုပ်ချင်တဲ့အရာတွေကိုသူဘယ်တော့မှမပြောပြအောင်သူ့ရဲ့စိတ်ထဲမှာတော့သူဖြစ်ချင်တဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့ထုတ်မပြောဘူးအဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်ပြီးတော့ကျတော့ follower လေးတွေကိုကျတော့လေသူ့ရဲ့စိတ်ကဘယ်လိုပြောမလဲဆိုattraction ရှိနေတယ်ပေါ့နော်သူ့အတွက် follower လေးတွေက attraction ရှိတယ်ဆိုတဲ့ပုံစံမျိုးကိုလည်းတွေ့ရတယ်ပြောရရင်တော့အဲ့ attraction ဆိုတာကလေဘယ်လိုပုံစံမျိုးလဲဆိုတော့သူ့ဘက်ကနေပြီးတော့နည်းနည်းလေးအထင်ကြီးတဲ့ပုံစံမျိုးနဲ့ပေါ့နော်သူ့အတွက်သူ့ကို impress ဖြစ်စေတဲ့ဟာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်တယ် follower လေးတွေရဲ့ဥမာအရေးအချင်းချောင်းတော်လာကောင် follower လေးတွေရဲ့အဲ့လိုအပြုအမူတစ်ခုခုဘဝနေထိုင်မှုပုံစံတစ်ခုခုအဲ့လိုပုံစံမျိုးပေါ့အရေးအချင်းတို့အဲ့လိုအလုပ်လုပ်ကိုင်တဲ့ပုံစံတို့အဲ့လိုပုံစံမျိုးတွေနဲ့ပတ်သက်ပြီးတော့ follower လေးတွေကိုသူကနေနည်းနည်းအထင်ကြီးတဲ့စိတ်မျိုးပို့ရှိတယ်နော်အဲ့လိုအထင်ကြီးတဲ့စိတ်ကြောင့်သူကအဲ့ attraction ဖြစ်နေတာနော်အဲ့လိုပုံစံမျိုးလေးကိုလည်းတွေ့ရတယ်အဲ့တော့ကျတော့သူကလေအခုလက်ရှိ relationship သူကစိတ်ကတော့အရင်တော့ကလိုပျော်ပျော်ရွှင်ရွှင်ပုံစံမျိုးကိုပြန်ဖြစ်ချင်တယ်ဒါပေမဲ့အဲ့ဒီပုံစံမျိုးကိုဖြစ်လာဖို့အတွက်သူ့ဘက်ကရောပြန်ပြီးတော့ဒါတောင်းဆိုလာတာမျိုးစတင်လာတာမျိုးရှိမလားဆိုတော့အဲ့လိုမျိုးစတင်မှာတော့မဟုတ်သေးဘူး तू ကအဲ့လိုမျိုးဘယ်လိုပြောမလဲဆိုတော့မစတင်ခြင်းသေးဘူးအဲ့လိုပုံစံမျိုးအဲ့လိုပုံစံမျိုး तू ကလေနည်းနည်းလေးအချိန်ဆွဲနေတာမျိုးအခုလက်ရှိအနေထားမှာပဲနေကျင်သေးတယ်ပိုကောင်းတဲ့အနေထားတစ်ခုတော့ကိုတော့ဖန်တီးလို့ရတယ်ဖန်တီးလို့လည်းရနိုင်တယ်ဖန်တီးလို့လည်းအဆင်ပြေနိုင်တယ်ဆိုတော့သိတယ်ဒါပေမဲ့သူကိုယ်တိုင်ကအခုလက်ရှိအနေထားမှာပဲဆက်ပြီးနေကျင်သေးတယ်ဆိုတော့ energy ကိုပို့ပြီးတွေ့ရတယ်နော်ပြီးတော့ကျတော့ तू ကလေ तू တခြားသူတွေနဲ့ follower လေးတွေနဲ့ဟိုအဖြစ် तू နှိုင်းရှင်ကြည့်နေတာမျိုးအဲ့လိုပုံစံမျိုးလေးလည်းတွေ့ရတယ်ဥပမာသူ့အနေနာမှာရှိတဲ့အဲ့လိုပေါ့နော်တခြားသူတွေရဲ့နဲ့ပတ်သက်နေတဲ့လူတွေပေါ့အဲ့လိုလူသူ့အနီးနားမှာရှိနေတဲ့သူတွေနဲ့ follower လေးတွေနဲ့နှိုင်းယှဉ်ကြည့်တာမျိုးပြီးလို့ရှိရင် follower လေးတွေနဲ့အရင်တော့ကဒီလက်ရှိအရင်တော့ကရှိခဲ့တဲ့ relationship ပုံစံနဲ့အခုလက်ရှိအနေအထားနဲ့ပေါ့နော်ဒီ relationship တန်းတစ်လျှောက်မှာအရင်တော့ကပုံစံနဲ့အခုပုံစံနဲ့အဲ့လိုပုံစံမျိုးတွေကိုသူနှိုင်းယှဉ်ပြီးကြည့်နေတာကိုလည်းတွေ့ရတယ်သူရဲ့စိတ်ထဲမှာတော့ follower လေးတွေကသူattraction အရင်ဖြစ်တယ်အထူးသဖြင့်တော့သူအထင်ကြီးရတဲ့အရေးအချင်းတစ်ခုခုသူအထင်ကြီးလောက်တဲ့အနေအထားတစ်ခုခု follower လေးမှာရှိနေလို့ဖြစ်တယ်အဲ့ဒီအချက်ကိုသူအရင် attraction ဖြစ်နေတာပေါ့နော်ပြီးတော့သူကိုယ်တိုင်ကစိတ်ခံစားမှုအရာဆိုလဲဟိုအရင်တော့လို့စိတ်ခံစားမှုပုံစံမျိုးအတိုင်းပဲသူပြန်ပြီးတော့လိုချင်တဲ့အနေအထားကိုတွေ့ရတယ်ဒါပေမဲ့အဲ့လိုအနေအထားကိုတွေ့ရပေမဲ့လည်းအဲ့လိုအနေအထားကိုပြန်ပြီးတော့ရအောင်ဖန်တီးချင်လားဆိုတော့ဖန်တီးချင်တဲ့စိတ်ကတဝက်ဒါပေမဲ့သူ့ရဲ့လွတ်လပ်မှုတွေကိုမပြောင်းဆုံးချင်တဲ့စိတ်ကတဝက်အဲ့ဒါမျိုးဖြစ်နေတဲ့အတွက်သူကလည်းနည်းနည်းလေးဘယ်လိုပြောမလဲဆိုသူ့ရဲ့ခံစားချက်သူဖြစ်ချင်တဲ့ဟာတွေကိုလုံးဝထုတ်မပြောဘူးအဲ့ဒါကလည်းဘာလဲဆိုတော့သူ့ရဲ့လွတ်လပ်မှုပျောက်ဆုံးသွားမှာဆိုတော့အခုချိန်မှာသူ့မှာလေအဲ့လို commitment ပေးဖို့ကြတော့လေအစင်သင့်မဖြစ်နေသေးတဲ့ခံစားချက်မျိုးဖြစ်နေနော်အဲ့လို commitment ပေးဖို့လည်းအစင်သင့်မဖြစ်နေသေးဘူးသူ့ရဲ့ဘဝမှာသူပေါ့ပေါ့ပါပဲနေကျင်သေးတယ်လွတ်လွတ်လပ်လပ်ပဲနေကျင်သေးတယ်အဲ့ဒီအတွက်သူ့ရဲ့စိတ်ထဲမှာဒီလိုမျိုးပေါ့ကိုသူ့စိတ်ထဲမှာဒီ
ချစ်ချင်းမြတ်တာကိုတေချာလေးပြန်ပြီးတော့ပို့ပြီးတော့ငွေထွေးတဲ့ပို့ပြီးကောင်းမွန်တဲ့ relationship ပုံစံမျိုးကိုပြန်ပြီးတော့သွားချင်ပေမဲ့သူကသူ့ရဲ့လွတ်လပ်ခွင့်ပျောက်ဆုံးမှာကိုကြောက်တယ်ဆိုတဲ့စိတ်ကြောင့်ပဲသူ့ရဲ့ခံစားချက်တွေကိုသူထုတ်မပြောဘဲနဲ့တင်ထားတာမျိုးနော်ခံစားချက်တွေအမြဲတမ်းဖုံးကွယ်ထားတာမျိုးအဲ့လိုပုံစံမျိုးရှိရဲသူ့မှာလည်းတစ်ခုကဘာလဲဆိုတော့လေဒီလိုမျိုးအရင်တော့ကတော့ပုံစံမျိုးလေးပြန်လိုချင်တယ်အဲ့လိုပုံစံမျိုးပြောရအောင်ကလည်းသူကလေနည်းနည်းလေးနဲ့မာနလေးတော့ရှိတယ်အဲ့လိုပုံစံမျိုးတွေ့ရတယ်ဒါပေမဲ့သူ့အပေါ်မှာ follower လေးတွေဒီ attraction ရှိရဲ follower လေးတွေအပေါ်မှာလည်းသူ့ရဲ့စိတ်ခံစားချက်အကုန်လုံးရှိနေသေးတယ်ဒါပေမဲ့အဓိကပြဿနာကဘာလဲဆိုတော့သူဒီလွတ်လပ်ချင်တာ commitment လုံးဝမပေးနိုင်သေးတာပေါ့နော်အဲ့ဒီအတွက်ဒီလက်ရှိမှာ relationship ဖြစ်နေတယ်ဆိုရင်လည်းအဲ့ relationship ကိုသူကလေလက်ရှိအနေအထားလေးမှာပဲသူရပ်တန့်နေခြင်းသေးတဲ့ပုံစံမျိုးပေါ့နော်သူရဲ့လွတ်လပ်ခွင့်တွေလွတ်လပ်မှုတွေကိုသူမဆုံးရှုံးချင်ဘူးအဲ့လိုပုံစံမျိုးလေးဖြစ်နေတာကိုတွေ့ရတယ်နော်လုံးဝမဆုံးရှုံးခြင်းဘူးလွတ်လပ်စွာနဲ့နေခြင်းနဲ့ပေါ့ပါပါနေခြင်းနဲ့သူ့စိတ်အတိုင်းသူကသူနေခြင်းနဲ့အဲ့ဒီစိတ်ကပိုများနေတာပေါ့နော်အဲ့ဒါကြောင့်မလို့သူကဒီ relationship ကိုပြန်ပြီးတော့ကောင်းမွန်စွာပြန်ပြီးတော့နွေးနွေးထွေးထွေးအနေထားတွေကိုပြန်ပြီးဖန်တီးနိုင်ဖို့အတွက်ကိုသူ့ရဲ့စိတ်ကရှိနေတာဆိုတော့ရှိနေစိတ်ထဲမှာပဲရှိတယ်ဒါပေမဲ့လူက action မယူဘူးလူကဘာ commitment မှမပေးချင်သေးဘူးအဲ့လိုပုံစံမျိုးလက်ရှိအနေထားထဲမှာပဲနေချင်တယ်ဆိုတော့ခံစားချက်ပေါ့နော်အဲ့လိုမျိုးသူရဲ့စိတ်ထဲမှာတော့ပေါ့ပါပဲနေချင်သေးတယ်ဘာမှလေးလံစေမဲ့ဟာတွေအဲ့လို commitment တွေအဲ့ဒါတွေကိုအတွက်ကိုသူအာယုံမဆိုင်နိုင်သေးတဲ့အနေအထားကိုတွေ့ရပါတယ်အဲ့တော့ကျတော့သူတစ်ဖက်သူကတော့ follower လေးတွေအပေါ်မှာစိတ်ကတော့ရှိတယ်ပေါ့နော်အဲ့တော့ဒီလက်ရှိ relationship မှာတော်တော်လေးဘယ်လိုပြောလဲအေးဆက်ဆက်ဖြစ်နေဆိုတော့သူရဲ့စိတ်ကတော့ follower လေးတွေအပေါ်မှာရှိနေတော့မယ်အဲ့စိတ်ကလည်းစစ်မှန်တယ်ဒါပေမဲ့ तू ကဖုံးကွယ်ထားတာတခုပဲစိတ်ကတော့စစ်မှန်တယ်ဒါပေမဲ့သူ့ရဲ့လွတ်လပ်ခွင့်ကိုလည်း तू ကပျောက်ဆုံးမှကြောက်နေရပေါ့နော်အဲ့ဒီပုံစံမျိုးကိုတွေ့ရတယ်အဲ့ဒီအတွက် तू ကအခုချိန်မှာတော့ဘာဘယ်လိုပြောမလဲဒီ relationship ကိုပို့ပြီးတော့ကောင်းတဲ့အနေအထားကိုဖန်တီးယူသွားဖို့အတွက်သူ့ဘက်မှာတော့အဆင်သင့်မဖြစ်သေးဘူးပေါ့နော်အဆင်သင့်မဖြစ်သေးဘူးဒါပေမဲ့စိတ်ကတော့စစ်မှန်ပါတယ်အဲ့လိုမျိုးလေးတွေ့ရပါတယ်အဲ့တော့ဒီနေ့ reading လေးမှာတော့ဒီတစ်ဖက်သူရဲ့ပေါ့နော်သဘောထားစိတ်သဘောထားအမှန်သူ့ရဲ့ energy ဒါကိုကြည့်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့အားလုံးပဲအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်ရှင် bye bye